အခုတစ်ခေါက်တော့မင်းတို့ရဲ့ခရီးကအီလီနွိုင်းပြည်နယ်ကပိတ်ထားတာကြာပြီးဖြစ်တဲ့ Rosewood စိတ်ချမ်းသာရေးဆေးရုံဟောင်းစီကိုရောက်လာခဲ့ပြီဒီနေရာကတာမန်6လမ်းယုံနေမကပဲလူတယောက်ရဲ့စိတ်အနက်ရှိုင်းဆုံးနေရာကဒေါသတွေကိုဆွဲထုတ်နိုင်တဲ့အမှောင်တူးရှိနေတာအဖေစီကပဟေလီဆန်တဲ့ message တစ်ခုကြောင့်မင်းတို့ဒီကိုရောက်လာရတာဖြစ်ပေမဲ့ဆမ်ကတော့အဖေပေါ်မှာတဖြည်းဖြည်းဒေါသထွက်လာပြီငါတို့ကအဖေရဲ့စစ်သားတွေမဟုတ်ဘူးဒီလို့ဆမ်ကမင်းကိုအော်ပြောတဲ့အခါမင်းဘာမှပြန်မပြောမိဘူးမင်းအတွက်ကတော့မိသားစုကအမိန့်ထပ်ပူတဲ့အရာတစ်ခုပဲမင်းတို့စီးရုံရဲ့မှောင်အတိကျနေတဲ့စင်းကြံလန်းတွေကိုဝင်လာခဲ့ကြတယ်အဲ့ဒီမှာရှိတဲ့လူနာဟောင်းတွေရဲ့ဝိညာဉ်တွေကမင်းတို့ကိုတခုခုတတိပေးချင်နေတယ်လို့ပဲမင်းရဲ့ EMF ရှာဖွေဆက်ကစူးညံစွာအော်ဟစ်နေပြီးအေးတကအယိုးတဲ့အထိစိတ်ဝင်လာတယ်ဒီနေရာမှာဒေါက်တာအဲလန်ဆိုတဲ့ဆရာဝန်ကလူနာတွေကိုရက်ဆက်စမ်းသပ်မှုတွေလုပ်ခဲ့တာအခုတော့သူ့ရဲ့ဝိညာဉ်ကဒီဆေးရုံထဲမှာလူတွေကိုယူသွအောင်လုပ်နေတာပေါ့ဆန်နဲ့မင်းဟာတယောက်တနေရာစီကွဲသွားတဲ့အချိန်မှာအဆိုးဆုံးကစလာတော့တာပဲဒေါက်တာရဲ့ဝိညာဉ်ကဆန်ကိုဖမ်းစားလိုက်ပြီးဆန်ရဲ့ရင်ထဲမှာရှိတဲ့မင်းအပေါ်နာကျည်းမှုတွေအဖေအပေါ်မကြည်နပ်မှုတွေကိုလှုံ့ဆော်ပေးလိုက်တယ်မင်းဆန်ကိုပြန်တွေ့တဲ့အချိန်မှာဆန်ရဲ့မျက်လုံးတွေကမင်းတိတဲ့ညီးလေးရဲ့မျက်လုံးတွေမဟုတ်တော့ဘူးသူကတနတ်နဲ့မင်းကိုချိန်ထားတယ်မင်းကအဖေစကားကိုပဲနားထောင်တတ်တဲ့အယုတ်တရုတ်ပဲလို့ဆန်ကခါခါတီးတီးပြောတဲ့အခါမင်းရဲ့ရင်ထဲမှာအနဲ့ထိုးတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့မင်းသိပါတယ်ဒါဟာဆန်ရဲ့တကယ်စိတ်မဟုတ်ဘူးဆိုတာကိုမင်းတနတ်ကိုချလိုက်ပြီးဆန်ကိုအနာကပ်သွားခဲ့တယ်မင်းကိုမင်းအန်တရရဲ့ပြစ်ထည့်ပြီးဆန်စိတ်ပြန်ဝင်လာအောင်ကြိုးစားခဲ့ရတာနောက်ဆုံးမှာတော့မင်းဒေါက်တာအဲလန်ရဲ့ရုပ်အလောင်းကိုရှာတွေ့ပြီးစားနဲ့ဓာတ်စီလောင်းကမီးရှို့ဖျက်ဆီးပစ်နိုင်ခဲ့တယ်ဆမ်လက်တတိပြောင်းဝင်လာပြီးမဲ့မင်းတို့နှစ်ယောက်ကြားကလေထုကတော့အရင်လိုမဟုတ်တော့ဘူးဆမ်ပြောခဲ့တဲ့စကားလုံးတွေကမင်းရဲ့ခေါင်းထဲမှာပဲ့တင်ထပ်နေတော့ပဲမင်းတို့ဟာအဖေအတွက်အသုံးချခံနေပဲလားကားပေါ်ပြန်ရောက်တဲ့အခါမှာတော့တိတ်ဆိတ်မှုကကြီးစိုးနေတယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာကတော့မင်းရဲ့ဖုံးသံပဲဖုံးမျက်နှာပြင်မှာပေါ်လာတဲ့အမိကအဖေမင်းလက်တွေတုံရင်နေပြီမဲ့ဖုံးကိုကင်လိုက်တယ်အဖေလားလို့မင်းမိလိုက်တဲ့အတန်ကတုံရင်နေ